စီစာအိုအောဆွေတွေတေးရှင်ရဲ့ပင်ကိုင်းအထက်မှာတန်စားဆောင်တွေချိုးတေးကိုသာလေးတွေ့မှန်စွာတေးဖွင့်ရချာဘုံကွယ်တူတွေကိုလည်းမင်းလိုပါပဲကိုဘဝမှာယူဝါရွှေညောင်းရွက်လေးတော့ရေရော့ကျွေးဖို့တွေကြောက်တော့ပြန်လေပြီတခါနေပေါင်းများစွာလာပေါင်းများစွာကြာမြင့်တော်လေကိုမမေ့သေးတာမိမတီးဆိုတော့အိုးငယ်ဟာမိုးအခါပဲစီမများပုံရှောင်နေတာကိုဘဝကလည်းဒီတို့မြည်ရာကိုအလုံးလေးရှိပါစေလို့သာရွှေဝါကျွေးຫນွေဦးညုံလေးမြူလို့ဒါပဲပြောနိုင်မှုတင်များချစ်ဆိုတာပြန်တောင်းလို့လေရကောင်းတော့အရာဟုတ်ပါသလားတလျာဖြေသမ်းပါ